ကျွန်တော်တိုင်းပညာသင်ယူခြင်းပဲဆရာကကျွန်တော်ကိုအိမ်အသစ်တစ်လုံးအရင်စောက်ခိုင်းပါတယ်ကျွန်တော်လည်းချက်ချင်းပဲပတ်ဝန်းကျင်ကကြောက်တုံးနေနဲ့ပြင်ပြားတွေကိုတည်ယူပြီးအိမ်အသေးလေးတစ်လုံးစောက်လိုက်တယ်ဒါပေမဲ့ဆရာကလက်ညှိုးလေးနဲ့အသားလေးတွန်းလက်ယုံနဲ့အိမ်ကပြိုကျသွားပါတယ်ဒီတစ်ခါမှာတော့ကျွန်တော်မြေကြီးကိုရေနဲ့ဖြောကြောက်တုံးကြားတွေကိုဗလိမီနဲ့တေးချစီပြီးပိုခိုင်ခိုင်တဲ့အိမ်ကိုစောက်ခဲ့ပါတယ်ကီတာဆရာကိုတိုက်တင်ပြေးဖို့ယုံကြည်ချက်ရှိနဲ့တွားပြောခဲ့ပေမဲ့ဆရာကနေရန်ကိုခြေထောက်နဲ့တစ်ချက်တည်းကန်ချလိုက်ပြန်တယ်ဒါကိုကြည့်ပြီးကျွန်တော်တော်တော်လေးစိတ်တူသွားမိပါတယ်ဆရာကဘာမှရှင်းမပြပဲအိမ်ကိုလုံးဝပျက်စီးသွားအောင်လိုက်ဖြက်စီးပါတော့တယ်ကျွန်တော်ဘလို့ပဲလိုက်တာမမိခဲ့ပါဘူးနောက်ဆုံးမှာဆရာကအိမ်နရန်ကိုသူ့ခေါင်းနဲ့တောင်တိုက်ပစ်လိုက်ပါတယ်ကျွန်တော်ပင်ပန်းဆောက်ထားတာတွေကိုဖျက်ဆီးနေတာကိုကြည့်ပြီးဆရာကကျွန်တော်ကိုတတ်မဲ့အကြက်ကိုငိုင်းနေတယ်လို့ခံစားခဲ့ရတယ်ဒါပေမဲ့တိုက်ပညာသင်ချင်တာကြောင့်စိတ်ကိုထိန်းပြီး3 ရက်ဆက်တိုက်အိမ်ကိုထပ်မံခိုင်ခန့်အောင်စောက်ခဲ့ပါတယ်နောက်နေ့မနက်ဆရာနဲ့အတူထမင်းချက်နေတော့ဆရာကရုတ်တရက်ထပြီးအိမ်ကိုဖျက်ပြန်ပါတယ်ကျွန်တော်လည်းအိမ်ကိုကာကွယ်ဖို့ဆရာရဲ့တိုက်ခိုက်မှုတွေကိုကိုယ်တိုင်ဝင်ပိတ်ဆို့ပြီးတားဆီးခဲ့ရတယ်ကျွန်တော်ရဲ့ခန်းစစ်ကိုမဖောက်နိုင်တော့တဲ့အခါဆရာကကျွန်တော်ကိုအိမ်ထဲကိုတွန်းပို့လိုက်ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်နေရန်ကိုလက်နှစ်ဖက်နဲ့မြဲစုပ်ကင်ထားခဲ့တယ်ဒီရဲ့ပိုင်းအတွင်းအိမ်ဆောက်တဲ့အလေးကျကြောင့်ဆရာရဲ့လှုပ်ရှားမှုတွေကိုကျွန်တော်ကြိုတင်ခံမှန်းနိုင်လာပေမဲ့ဆရာကတော့မရှင်နိုင်သေးဘူးဆိုတာသိပါတယ်ဒါကြောင့်တစ်သားတကားချက်ကိုပြေးယူပြီးဆရာကိုတားဆီးဖို့ကြိုးစားခဲ့တယ်ဆရာကရှောင်းလင်းကျောင်းလိုရေးထားတဲ့ဆိုင်းဘုတ်ကိုလူယူသွားတဲ့အခါကျွန်တော်ကသူ့လက်ကိုကိုက်မလို့ဟန်ဆောင်ပြီးဆိုင်းဘုတ်ကိုပြန်လူနိုင်ခဲ့ပါတယ်ဒီလိုနဲ့ပဲကျွန်တော်ဟာဆရာရဲ့တပည့်အဖြစ်တတ်မှတ်ခြင်းခံခဲ့ရပါတယ်တိုင်းတင်ပြဖို့တောင်းဆိုတဲ့အခါဆရာကဟင်းသီးဟင်းရွက်ခင်းကိုရေလောင်းခိုင်းပြန်ပါတယ်ဟင်းသီးဟင်းရွက်တွေရင်းမြက်လာတဲ့အခါမှတိုင်းတင်ပေးမယ်လို့လည်းပြောပါတယ်ကျွန်တော်နေ့တိုင်း6ကမ်းပါအောက်ဆင်းပြီးရေခတ်ခဲ့ရတယ်အစာပိုင်းမှာတော့ပင်မန်းလို့နှုံးခွေခဲ့ရပေမဲ့နောက်ပိုင်းမှာတော့ဆရာရဲ့ရည်ရွယ်ချက်ကိုကျွန်တော်နားလည်လာခဲ့ပါတယ်အိမ်ဆောက်တာနဲ့ရေခတ်တဲ့လုပ်ငန်းစဉ်တွေထဲမှာပဲကျွန်တော်ဟာတိုင်းပညာကိုသင်ယူပြီးသားဖြစ်နေခဲ့တာက